hotpot ကြိုက်တဲ့သူတွေအတွက်မလေးရှားမှာအခုလိုပဇွန်အရှင်လက်လက်ဆက်ဆက်တွေရှိတဲ့ hotpot ဆိုင်လေးဒီဇိုင်းကိုလိုက်ပြပေးပါမယ်ခင်ဗျာဆိုင်က Time Square Mall နဲ့လာလာပေါ့ BBC ကြားထဲမှာရှိတဲ့ကားလမ်းမဘေးလေးမှာပဲဆိုင်နာမည်က Haha Plus Buffet hotpot ဆိုင်လေးဖြစ်ပါတယ်ဆိုင်တစ်ဖွင့်ထားတာမကြသေးဘူးဆိုပေမဲ့ review တွေကောင်းလို့ဒီ hotpot ဆိုင်လေးကိုလာစားဖြစ်ပါတယ်ခင်ဗျာပဇွန်တွေကရေခဲရိုက်ထားတာမဟုတ်ပဲကန်ထဲမှာလက်လက်ဆက်ဆက်ခတ်ပေးပြီးတော့စားလို့ရအောင်လုပ်ပေးပါတယ်ဒီလိုလက်လက်ဆက်ဆက်ကန်ထဲထည့်ထားတဲ့ဂုံဖြူတွေလည်းရှိပါတယ်အမဲသားဝတ်သားကြက်သားလည်းလက်ဆက်ပြီးမွန်ရေဘွေအသားလုံးတွေလည်းစုံတဲ့အပြင်အသီးအရွက်တွေလည်းလက်လက်ဆက်ဆက်နဲ့စားလို့ကောင်းပါတယ်အပေါ်မစားခင်အခုလို side dish တွေလည်းစုံစုံလင်းလင်းလေးရှိပါတယ်အရသာလည်းရှိတဲ့အပြင်စင်ထားတဲ့ decoration လေးတွေကလည်းအရန်လှပါတယ်အကင်ရော hot pot ရောနှစ်မျိုးစားလို့ရပါတယ် hot pot အရေးဆိုရင်လည်းနှစ်မျိုး collagen နဲ့တုံရမ်းနဲ့မှာထားပါတယ်ကိုကြိုက်တဲ့အသားလေးကိုလည်းกินထားပါတယ်ဆိုင်လေးကတက်တက်ရဲတက်တက်ရှင်းရှင်းလေးနဲ့ customer service လေးလည်းကောင်းပါတယ်ကျွန်တော်ကတော့အားရပါရလိမ့်နဲ့ပဲပဇွန်တွေအများကြီးစားပါတယ်ဆက်ပြီးတော့ရုပ်ချောချောလေးနဲ့စားပြမလေးလည်းကြည့်ပေးကြပါဦးခင်ဗျရုပ်ချောချောလေးနဲ့အကင်တွေกินနေတာပဲဖြစ်ပါတယ်ခင်ဗျတိုပွဲအနေနဲ့အသီးအနှံရေခဲမုတ်တွေအပြင်ခုလိုမျိုးနီလာစတော်ဘယ်ရီဘားလေးလည်းရှိရဆိုတော့အရင်အဆင်ပြေပြီးတော့စားလို့ကောင်းပါတယ်အစားအသောက်တွေလည်းလက်လက်ဆက်ဆက်ရှိပြီးဆိုင်ကလည်းတက်တက်ရှင်းရှင်းလေးနဲ့ customer service တွေလည်းကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အေးဆေးဆေးစားလို့ရတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ် bye bye